Para sebagai ini, selalu cari mulia. Aku nyaman dengan tema. Dungai rani pang tunang jawab lega. Sisa nilai lagi jadi. Nyaman temai ma. Panama sangkina, dia sangkit tu di tangga jawab. Nyaman dengan mulia nebela tu kami. Ni pang ni aja tanya. Ojo milu kena milu siapa. Cari mulia ni nak sunjung ni dia. Aku ni dia ko. Yang ni asyik nai. Tengok dia perlu ni ba. Siapa je kan ni ada. Mimiro lumiyo nanga noga tima biuri uye ne ni kawe mu penai si sani lumiyo le nyama nanga tema sire tai na mya ni du danu khun yashi na yin ro twa yiwe bi tai lai sani myoda mya khun ju tu te party ko ti thong ya ba le panama ji pi daw su yin cha yin ra ga song pya che ya data ka sani myoda mira ga ko asin sin chin pa ke ba le sakai nan data ji twin ma shi de sani myoda mira ga ko 2016ခုနှစ်ဖေဖော်ဝါရီလ19-20 ရက်နေ့တွင်မှာဟုံးမင်းမြို့တွင်၎င်းကချင်ပြည်နယ်အတွင်းမှာရှိတဲ့စန်းနီမြို့သားညီလာခံကို2016ခုနှစ်ဖေဖော်ဝါရီလ26-29ရက်နေ့တွင်မှာ၎င်းမြန်မာနိုင်ငံလုံးဆိုင်ရာစန်းနီမြို့သားညီလာခံကို2016ခုနှစ်မတ်လ26-29ရက်နေ့တွင်မှာ၎င်းမန္တလေးမြို့မှာ၎င်းအတီးတီးကျင်းပခဲ့ကြပါတယ်အဲ့ဒီမြို့သားညီလာခံရဲ့တခဲနဲ့ဆုံးဖြတ်ချက်တွေပေါ်အခြေခံပြီးကျွန်တော်တို့ပါတီကငင်းချမ်းရေးညီလာခံကိုတင်ပြမဲ့စာတမ်းကိုပြုစုခဲ့ပါတယ်ဒါအပြင်21ရာစုပင်လုံညီလာခံတို့တက်ရောက်ဖို့အကြောင်းကြားစာရရှိပြီးနောက်မှာကျွန်တော်ဥဆောင်တဲ့အဖွဲ့ဟာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးတွင်းမှာရှိတဲ့ဒေသခံပြည်သူတွေနဲ့ထိတွေ့ကညီလာခံမှာတင်ပြမိစာတမ်းကိုချပြရှင်းလင်းသဘောထားများရယူခဲ့ပါတယ်ဒါကြောင့်အခုကျွန်တော်တို့ပါတီကတင်ပြတဲ့စာတမ်းကစန်းနီတမျိုးသားလုံးနဲ့အတူနေတိုင်းသားများရဲ့ဆန္ဒသဘောထားတွေဖြစ်ကြောင်းပြောကြားလိုပါတယ်1949ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ပြည်လုံညီလာခံမှာဒီဟာမြန်မာပြည်လွတ်လပ်ရေးအတွက်လွန်ကြီးစွာသောအထောက်အကူဖြစ်စေခဲ့ပါတယ်ဒီညီလာခံကြီးရဲ့စာချုပ်ဟာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရမှာလွတ်လပ်ရေးတရားမျှတရေးဓာတ်နုအခွင့်အရေးဆိုတဲ့အချက်တွေကိုအာမခံမှုဖြစ်ပါတယ်ဒါတော့လဲ1949ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာတစ်ချိန်ကနိုင်ငံရေးသမားများမိမိလိုရာရေးဆွဲခဲ့တာကြောင့်တိုင်းရင်းသားလူမျိုးစုများကြားသဘောထားကွဲလွဲပြီးလွတ်လပ်ရေးနဲ့အတူပြည်တွင်းစစ်စတင်ခဲ့ရပါတယ်ပြည်တွင်းစစ်စတင်ခြင်းကလူမျိုးရေးနဲ့ဝါဒရေးသဘောတရားနည်းကိုအခြေခံပြီးစတင်ခဲ့ပြီပဲအခုအချိန်မှာတော့ဝါဒသဘောတရားကွဲလွဲမှုဆိုတာအဓိကမကြတော့ပဲတိုင်းရင်းသားလူမျိုးများအရေးတာအဓိကဖြစ်ကြံရှိနေပါတယ်ဒီမိုကရေစီရေးဆိုတဲ့ဝါဒသဘောတရားမှာတူညီနေပါလျက်လူမျိုးရေးဓာတ်ညီများမှုမှာကွဲလွဲနေခြင်းဖြစ်ပါတယ်ဒီခုကပြည်တွင်းစစ်ရလို့ပြောလို့မရတော့ပါဘူးတိုင်းရင်းသားတွေနေထိုင်ရာဒေသတွေပဲစစ်ပွဲတွေဖြစ်နေပါတယ်စစ်ပွဲများရဆဲပြီးငြိမ်းချမ်းရေးရရှိမှာလားဖွံ့ဖြိုးရေးကိုဆောင်ရွက်နိုင်မှာပါဒုတိယကမ္ဘာစစ်အပြီးမှာကိုလိုနီနိုင်ငံတွေလွတ်လပ်ရေးအတိအမြနိုးကြလာပြီးလွတ်လပ်တဲ့နိုင်ငံဖြစ်တည်ဆောက်လာကြပါတယ်မြန်မာနိုင်ငံလည်းလွတ်လပ်တဲ့နိုင်ငံဖြစ်တည်ဆောက်ရမှာအပိုင်း၅ပိုင်းခွဲခြားထားတဲ့ဒေသတွေကိုစုစည်းပြီးလွတ်လပ်ရေးကိုအတူယူဖို့အတွက်ဗိုလ်ချုပ်အောင်ဆန်းကဦးဆောင်ပြီးတောင်တန်းနဲ့မြေပြဒေသပေါင်းစည်းဖို့လှုပ်ဆောင်ရမှာပင်လုံညီလာခံဖြစ်ပေါ်လာခဲ့ရပါတယ်လေးစားပါတော့တပါကြီးခင်ဗျာပင်လုံညီလာခံကိုအောင်ဆန်းအတ္တိစာချုပ်ချုပ်ပြီးနလအကြာမှာပြုလုပ်ခဲ့ပါဖြစ်ပါတယ်ဗမာရှမ်းကချင်နဲ့ရှင်းစုစုပေါင်း၄မျိုးတော်ပါဝင်ပြီးတိုင်းဒေသအားလုံးကိုကိုစားမပြုနိုင်ခဲ့ပါဘူးပြည်လုံညီလာခံရဲ့နောက်ဆက်တွဲဖြစ်တဲ့တောင်တန်းဒေသစုံစမ်းရေးကော်မရှင်အားလည်းပနာမခီးစဉ်10ရက်နဲ့ပြီးအခြေခံမေကွန်း17ခုနဲ့1949ခုနှစ်မတ်လ17ရက်ကနေဧပြီလ24ရက်အထိ35ရက်တာစုံစမ်းစစ်ဆေးခြင်းပြုလုပ်နိုင်ခဲ့ပါတယ်တုံ့တအကြံပြုချက်များကလည်းဒေသကပြည်သူတွေရဲ့ဆန္ဒနဲ့ကွဲလွဲတာကြောင့်တရားမျှတမှုမရှိဘူးလို့ဆိုကြပါတယ်1949ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲရမှာ132ခုကော်မတီဖွဲ့စည်းပြီးဥပဒေပညာရှင်တို့ရဲ့ဥဆောင်မှုနဲ့တရားရှိရဲ့အတွင်းအပြီးရေးဆွဲခဲ့ပါတယ်1949ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာပုံစံအားဖြင့် Federal State ဖြစ်တော်လဲအနှစ်သာရမှာတပီတောင်စစ်တာဖြစ်တယ်လို့ရေးဆွဲသူကာယကံရှင်ကိုယ်တိုင်ကဝန်ခံခဲ့ပါတယ်နိုင်ငံတော်တည်ဆောက်ရေးမှာအခြေခံကြတဲ့ပြည်လုံညီလာခံတောင်တန်းဒေသစုံစမ်းရေးကော်မရှင်1949ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲတာတွေဟာဒွန်းစွာအပြေးလွှာနိုင်ငံတဲ့အတွက်ချုပ်ရင်းချက်တွေများစွာနဲ့စခဲ့ပါတယ်။ဒါကြောင့်တိုင်းဒေသများအကြားမှာအခြေအနေမှုတွေပေါ်ပြီးပြည်ပကတွေဖြစ်လာရပါတယ်။ခွဲထွက်ပြီးဆိုတဲ့အပိုက်ဟာပြည်လုံစာချုပ်မှာမပါရှိပဲဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရမှာပါရှိလာခြင်းဖြစ်ပါတယ်။အထူးသဖြင့်ရှမ်းတဲ့ပြည်နယ်တွေကပေးထားပြီးကချင်ပြည်နယ်ဖွဲ့စည်းဖို့အပိုင်းနဲ့ဒေသတွေဖြစ်တဲ့မြစ်ကြီးနားခရိုင်ဗမာခရိုင်နဲ့ကတာခရိုင်ချက်ပိုင်းတွေကိုကချင်တောင်တန်းနေတဲ့အပိုင်းတစ်ထဲ1935ခုနှစ်မြန်မာနိုင်ငံအုပ်ချုပ်မှုဥပဒေကိုစတင်ပြီးဖျက်ပေးရတဲ့အတွက်ခွဲထွက်ခွင့်ကိုဆွတ်လွတ်ခဲ့ရပါတယ်
တိုင်းပြူပြည်ပြူအစည်းအဝေးမတိုင်မီအထက်မြန်မာပြည်ဖဆပလပြည်မှုတခင်သာခင်ကကချင်ပြည်နယ်ထဲဒီနခရိုင်ထဲတော်ကိုတန်းဝတ်တဲ့ချမ်းနီအမတ်တွေကိုဖဆပလကထုတ်ပယ်မယ်လို့ချင်းချောက်ခဲ့ပါတယ်ဒီလိုတမတ်ထက်တွင်ခဲ့တဲ့ကိစ္စကိုပြည်သူတွေကန့်ကွက်ခဲ့ပါတယ်ဒေသကချမ်းနီပြည်သူတွေရဲ့ဆန္ဒသဘောထားတွေမပါရှိခဲ့ပါဘူးဒီမားတွေကြောင့်ချမ်းနီမျိုးနဲ့ကချင်မျိုးကြားမှာမကျေနပ်မှုများစွာပေါ်လာပြီးတရားရင်ပေါ်လာတဲ့အခါမှာတော့ပိုဆိုးလာပါတယ်ကျွန်တော်တို့ချမ်းနီမျိုးတွေကလူခွင့်ရေးချိုးဖောက်ခံရတဲ့အပြင်လူမျိုးရေးရပြည်နေမှုများနဲ့အားကြီးခဲ့ပါတယ်တို့တဲ့ကြောင့်မို့ဓမ္မရေးစင်ဆက်မှာဓမ္မဥချနေထိုင်လာခဲ့ကြတဲ့ချမ်းနီလူမျိုးတွေကကိုကျမကိုဖန်ဒီဖို့အတွက်1982ခုနှစ်မှာညီလာချမ်းပြည်နယ်ခေါ်ချမ်းနီပြည်နယ်ရရှိဖို့တောင်းဆိုခဲ့ကြပါတယ်ယခုလည်းချမ်းနီမျိုးများနေထိုင်ရာဒေသတွေဖြစ်တဲ့မြစ်ကြီးနားမွန်ကြီးဗမော်ခန္တီတမှုကလေးမော်လိုက်ကတာစားတဲ့ခရိုင်များကိုစုပေါင်းပြီးချမ်းနီပြည်နယ်တတ်မှတ်ပေးဖို့တင်ပြလိုပါတယ်လေးစားပါတော့တပါးပြီးခင်ဗျာကျွန်တော်တို့ချမ်းနီပါတီအနေနဲ့ငင်းရှားရေးဓာနုရေးဖွံ့ဖြိုးတိုးတက်ရေးတွေမှာတနိုင်ငံလုံးအနေနဲ့ဓာနုညီတူရရှိခံစားလိုပါတယ်ဖက်ဒရယ်စနစ်ကိုကျင့်သုံးကြတဲ့ကမ္ဘာနိုင်ငံများကိုလေ့လာတဲ့အခါမှာနိုင်ငံသားများလူမျိုးစုများကိုဥပဒေကျင့်အကာအကွယ်ပေးထားသည့်အပြင်ပြည်내ရတဲ့ရထိုက်သောလူမျိုးစုများတဲ့ပြည်내အတင်းများတဲ့မူပေါင်းကိုထည့်သွင်းပြဋ္ဌာန်းကြတာကိုတွေ့ရှိရမှာဖြစ်ပါတယ်တို့တဲ့ကြောင့်တိုင်းလိုက်ချမ်းနီမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအနေနဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတည်ဆောက်ရမှာစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသစ်ပြန်လည်ရေးဆွဲပါပြည်내အတင်းများတဲ့မူပေါင်းကိုထည့်သွင်းရေးဆွဲပြဋ္ဌာန်းစီလိုပါတယ်နောက်ပြီးတော့လူမျိုး135မျိုးဟာမူမမှန်ပါဘူးမဆလာခေတုံးကဥနေဝဲတမခဲ့တာဖြစ်ပါတယ်ဘေးပညာရှင်မှတိုင်းမင်းမိမလှုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အနေနဲ့လူမျိုး135မျိုးကိုပြန်လဲတုံးတက်ပြီးမိမိတို့ချမ်းနီလူမျိုးအမည်ကိုနိုင်ငံတော်ကတရားဝင်တမပေးဖို့တိုင်းဆိုတောင်းဆိုတိုက်တွန်းရင်ညီကုန်းချုပ်ပါပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်